စဉ်းစားကြည့်ဘူးလားညဘက်ရောက်တိုင်းအိတ်ဆရာမလို့ပဲမနက်မိုးလင်းထီမျက်လုံးတွေကျဲနေမယ်ဆိုရင်ဘာတွေဖြစ်လာမလဲပထမဆုံးအနေနဲ့ကတော့ကော်ဖီတောက်ဆရာမလို့တော့ဘူးဗျာတနေ့ကို8နာရီပိုရလာမယ်စာမေးပွဲအတွက်စာကြက်မလား game ဆော့မလားအချိန်တွေပိုထွက်လာမှာမှာဒါပေမဲ့ခဏနေအောင်အလုပ်ရှင်တွေကတနေ့ကို8နာရီအစား16နာရီအလုပ်ဆင်းခိုင်းရင်ဘယ်လိုလုပ်မလဲနားချိန်ဆိုတာပျောက်သွားပြီးလူတွေစက်ရုပ်လိုဖြစ်သွားနိုင်တယ်နောက်ပြီးလူတွေက24နာရီလှူရှားနေတော့အစားတွေပိုစားမယ်ကဘာကြီးမှာအစားအစာပြတ်လက်တာတွေဖြစ်လာနိုင်တယ်လို့အလေးစစ်မီသုံးဆွဲမှုကလည်းအစားမတန်မြင့်တက်သွားမှသိကြတယ်ဒါတင်မကသေးဘူးဗျအိမ်ပုံစံတွေပါပြောင်းသွားလိမ့်မယ်အိတ်ခမ်း bedroom ဆိုတာမလိုတော့ဘူးလေကတင်နေနေရာမှာ game ကစားတဲ့အခန်းဒီ gym ခန်းမာတွေဖြစ်ကုန်မယ်အဲ့ရဆိုတာပြတိုက်ထဲမှာမြည်သွားကြည့်ရမယ်ရှေးဟောင်းပစ္စည်းဖြစ်သွားနိုင်တယ်နောက်ပြီးညပတ်ဆိုတဲ့ခန်းစားချက်ပျောက်သွားမယ်ဆိုင်တွေရုပ်ရှင်ယုံတွေအားကစားပွဲတွေက24နာရီပတ်လုံးစီကားနေမှာတိတ်ဆိတ်ငြိမ်သက်တဲ့ပြဆိုတာရာဇဝင်ထဲမှာပဲရှိတော့မယ်စူညံတန်တွေကြောင့်စိတ်ဖိစီးမှုတွေပိုများလာနိုင်တယ်စိတ်ဝင်စားစရာအကောင်းဆုံးကတော့တက်တမ်းပါပဲလူတစ်ယောက်ကအိတ်ချိန်မရှိတော့တဲ့အတွက်အသက်30အရွယ်ရောက်တာနဲ့အရင်က45နှစ်လောက်နေခဲ့ရတဲ့အတွေ့အကြုံမျိုးရနေလိမ့်မယ်လူတွေကမြန်ကြီးပြင်းသည်မြန်ရင့်ကျက်လာကြလိမ့်မယ်ဒါပေမဲ့ရေရှည်မှာလူတွေအယမ်းပြင်းလာလိမ့်မယ်လှုပ်เสียအလုပ်တွေကုန်သွားပြီးကြည့်เสียရုပ်ရှင်တွေလည်းကုန်သွားရင်ဘာဆက်လုပ်မလဲစိတ်အနာယူဖို့အတွက်မေးစေးသုံးပြီးအတင်းအိတ်ခိုင်းတဲ့ဝန်ဆောင်မှုတွေတောင်ပေါ်လာနိုင်တယ်အတူတူပြောရရင်တော့ ipset ချင်းမရှိတဲ့ကဘာကထင်တယ်လို့မမိုက်ပါဘူးတဘာဝတရားကကျွန်တော်တို့ကိုအိတ်ချင်ပေးထားတာကဦးနှုတ်ကို reset ချဖို့နဲ့အိတ်မက်လှလှလေးတွေမှတ်ဖို့ပါပဲကဲအခုတော့ဖုံးပိတ်ပြီးအိတ်လိုက်ပါတော့ဗျာ